ဒါကိုဆုံးရှုံးလိုက်ရတဲ့ဒီလူဟာမြစ်ထဲခုန်ချဖို့ကြံစီနေခဲ့တာပါအဲ့ဒီအချိန်တရားပေါ်ကကြော်ညာလေးတစ်ခုကိုသူမြင်သွားတယ်အသေးမစိုးပါနဲ့ဥခင်များအတွက်ကျွန်တော်တို့လက်စားချေပေးမယ်တဲ့သူလဲစမ်းကြည့်ခြင်းနဲ့စိတ်နဲ့အဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါတယ်လက်စားချေပေးမဲ့အဖွဲဟာဖုန်းလက်ခံရရှိပြီးနောက်ချက်ချင်းပဲသူစီရောက်လာခဲ့ပါရတယ်ဒိုကီကသူ့ရဲ့အကြောင်းကိုမေးမြန်းလိုက်တဲ့အခါမှာတော့သူဟာမအောင်အီးနိုင်ပဲငိုချလိုက်ပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရင်မတော်တဆမှုတစ်ခုမှာသူ့ဇနီးဆုံးပါသွားခဲ့ပြီး9နှစ်အရွယ်သားလေးနဲ့သူ2ယောက်တည်းကြံရစ်ခဲ့တာပါတားကိုပို့ပြီးဂယူးဆိုင်နိုင်ဖို့အတွက်သူဟာကျောင်းသားမှာကြက်ကြော်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်တငယ်ချင်းတွေအတွက်ကြက်ကြော်တွေထည့်ပေးလိုက်တိုင်းသာဖြစ်သူကစိတ်ပြတ်တဲ့ပုံစံနဲ့ထွက်သွားတတ်ပေမဲ့စိတ်ထားကောင်းတဲ့သားလေးဟာဖေဖြစ်သူစိတ်မကောင်းဖြစ်မှဆိုလို့ပြန်လှည့်လာပြီးကြက်ကြော်ထုတ်ကိုယူသွားပေးတတ်ပါတယ်မျက်စိတမိတ်တွင်းမှာပဲတားဖြစ်သူဟာအရွယ်ရောက်လာခဲ့ပါပြီတနေ့မှာတော့အိမ်ရှင်ကအိမ်လခလာတောင်းပါတယ်ဒါပေမဲ့သူကတားဖြစ်သူအတွက်ကြောင်းလခသွားပေးထားလို့အိမ်ထဲမှာပတ်စံတပြားမှမကျန်တော့ပါဘူးလက်ကုံလုံးမှအိမ်လခမပေးနိုင်ရင်ထုတ်ပိုးပြင်ပြီးအခုချက်ချင်းဆင်းသွားဖို့အိမ်ရှင်ကချင်းချောက်သွားပါတယ်ဒီအဖြစ်ပြအားလုံးကိုအခန်းထဲမှာစာရေးနေတဲ့တားဖြစ်သူကကြားသွားခဲ့ပါတယ်သူ့ခေါင်းထဲမှာအတွေးတစ်ခုချက်ချင်းဝင်လာပါတယ်ဖေဖြစ်သူအခန်းထဲပြန်ရောက်တဲ့အခါသားဖြစ်သူကနိုင်ငံခြားလဲလှယ်ကျောင်းသားအဖြစ်အရွေးခံရတဲ့သတင်းကောင်းကိုဝမ်းသာအားရပြောပြပါတယ်နှစ်နှစ်ကြာပညာတော်တင်သွားရမှာဖြစ်ပြီးကျောင်းသားခနဲ့နေထိုင်စေအားလုံးကိုပညာသင်စုကထောက်ပံ့ပေးမှာပါအဖေဖြစ်သူကသားနဲ့မခွဲချင်ပေမဲ့သားရဲ့အနာဂတ်အတွက်ပြုံးပြီးခေါင်းကြီးသဘောတူလိုက်ပါတယ်မထွက်ခွာခင်မှာတော့အဖေဖြစ်သူကသားအတွက်အနောက်တိုင်းဝတ်စုံတစုံကိုတေးသေးချာချာရွေးချယ်ပေးခဲ့ပါတယ်သားဖြစ်သူကလည်းအဖေကိုဖုန်းပြောလို့ရတဲ့လက်ပတ်နာရီတစ်လုံးပြန်လက်ဆောင်ပေးခဲ့ပြီးနေ့တိုင်းချိန်မှဖုန်းဆက်ပါမယ်လို့ကတိပေးသွားခဲ့ပါတယ်ဝေးကွာသွားတဲ့သားရဲ့ကြောပြင်ကိုကြည့်ရင်သူ့မျက်လုံးတွေထဲမှာတန်ရောစင်နဲ့စိုးရင်စိတ်တွေပြည့်နေနေခဲ့တယ်ဒါပေမဲ့လောက်ဝက်လောက်ကြာသွားတဲ့အထိသားစီကဖုန်းလာမဲ့ရက်ကိုသူစောင့်မျှော်နေခဲ့ပေမဲ့ဖုန်းမလာခဲ့ပါဘူးသားစီပို့သမျှစာတွေကလည်းဘာထူးခြားမှုမှမရှိဘဲပျောက်ချက်သားကောင်းနေခဲ့ပါတယ်အဲ့ဒီနေ့မှာပဲအိမ်ရှင်ကအိမ်ရှိကနေဖြတ်သွားရင်းသူလည်းအိမ်ရှင်ကိုမြင်မြင်ချင်းပဲအိမ်လခရဖို့နောက်ထပ်ရက်နည်းနည်းလောက်ထပ်ဆောင်ပေးဖို့အပြေးလွှားသွားတောင်းပန်ပါတယ်ဒါပေမဲ့အိမ်ရှင်ကအံ့ဩတုန်လှုပ်စွာနဲ့ပဲလျှို့ဝှက်ချက်တစ်ခုကိုဖွင့်ပြောလိုက်ပါတော့တယ်ကျောင်းကတငယ်ချင်းတယောက်ရဲ့အပြောရသူလည်းအဲ့ဒီတငယ်ချင်းစီချက်ချင်းသွားပြီးအကျိုးအကြောင်းမေးမြန်းကြည့်လိုက်တဲ့အခါတားဖြစ်သူဟာကျောင်းကနေနားခွင့်တင်ထားတာကြပြီဆိုတာကိုသိလိုက်ရပါတယ်နိုင်ငံခြားမှာ2နှစ်လောက်အလုပ်သွားလုပ်ပြီးပတ်စံရှာဖို့ပြင်ဆင်နေခဲ့တာပါအဖေဖြစ်သူပေးလိုက်တဲ့ကျောင်းလခတွေကိုတောင်းပြန်ထုတ်သွားခဲ့ပုံရပါတယ်ဒီစကားကိုကြားချင်းပဲအဖေဖြစ်သူဟာအိမ်ကိုအမြန်ပြေးပြန်ပြီးဟိုဒီလိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့အန်ဆွဲတဲကနေအလုပ်သမားစာချုပ်တစ်ခုကိုသူတွေ့သွားခဲ့တယ်သူလည်းအရန်စိတ်ပူပြီးသားဖြစ်သူစီချက်ချင်းစာပို့လိုက်ပါတယ်အလုပ်ကနေချက်ချင်းထွက်ပြီးကျောင်းပြန်တက်ဖို့ပြောခဲ့ပေမဲ့တားဖြစ်သူဟာသူ့အတွက်ကျောင်းနဲ့ကျောင်းသားပြီးအလုပ်သွားလုပ်ရတာဆိုတာကိုပြန်တွေးမိသွားတဲ့အခါသူ့ရဲ့စိတ်ဆိုးဒေါသတွေဟာတခဏချင်းမှာပဲပျောက်ကွယ်သွားခဲ့ရပါတယ်အခြေအနေတွေကထင်သလိုဖြစ်မလာခဲ့ပါဘူးအစီရင်ခံစာတွေရတော့အဲ့ဒီနောက်သူဟာမြန်မာနိုင်ငံမြောက်ပိုင်းကိုသွားမဲ့လေရင်ပေါ်ကိုတက်လိုက်ပါတော့တယ်ဒါပေမဲ့စာချုပ်ပါလိပ်စာတိုင်းသွားကြည့်တဲ့အခါလူသူမရှိတဲ့တောကန်နာရဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီမှာဘာအပြည်ပြည်ဆိုင်ရာ online ကုမ္ပဏီမှမရှိပါဘူး။အဲ့ဒီအချိန်မှာပဲသူ့စီကိုဖုန်းတကူဝင်လာခဲ့ပါတယ်။ရုံရှင်မစ္စတာတုံစကားတောင်ကောင်းပါကတိမပြောရသေးခင်မှာပဲဖုန်းလိုင်းပြတ်တောက်သွားခဲ့တယ်။သူပြန်ခေါ်ကြည့်တဲ့အခါမှာတော့အဲ့ဒီနံပါတ်ဟာအသုံးမပြုတော့တဲ့နံပါတ်ဖြစ်နေပါပြီ။တားဖြစ်သူအတွက်အရန်စိုးရိမ်သွားတဲ့သူဟာရဲစခန်းကိုသွားပြီးချက်ချင်းတိုင်ချက်ဖွင့်ပါတော့တယ်။ဒါပေမဲ့ရဲတွေကတော့တားဖြစ်သူဟာအရွယ်ရောက်ပြီးသူဖြစ်နေတာကြောင့်မိမိဆန္ဒရောက်သွားတာဖြစ်လို့လောလောဆယ်အမှုဖွင့်ပေးလို့မရဘူးလို့ညှင်းဆိုခဲ့ပါတယ်။သူလည်းအကူအညီမဲစွာနဲ့ပဲနေရအနှက်လိုက်ရှာပြီးကြီးညာစာတွေလိုက်ကက်ခဲ့ပေမဲ့တစ်နှစ်ပတ်လုံးပင်ပန်းခံရှာဖွေခဲ့တာတောင်ဘာသေးလုံးစမှမရခဲ့ပါဘူး။နောက်ဆုံးမှာတော့သူဟာစိတ်ပြအားငယ်ပြီးအဆုံးစီရင်ဖို့ရွေးချယ်ခဲ့တာပါ။သူ့ရဲ့အကြောင်းကိုနားထောင်ပြီးတဲ့နောက်မှာတော့ဒိုကီဟာသူ့ကိုတပ်ပုံစတူဒီယိုလေးတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်။သူဟာအကျွေးစိတ်ထည့်ပြီးရွေးချယ်မှုပြုလုပ်လိုက်ပါတယ်။အပြာရောင်ကလပ်စားချေဖို့ဖြစ်ပြီးအနီရောင်ကလပ်ရှုပ်ဖို့ပါတားဖြစ်သူရဲ့အသက်ရှင်တည်ဆုံမှုကိုတောင်မသိရတော့တဲ့အတွက်သူဟာအပြာရောင်ခလုတ်ကိုနှိပ်ပြီးလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။